DVB တပိတ်ကပြန်ကြိုဆိုပါတယ်ကျွန်တော်တို့ဒီကနေ့ဆွေးနွေးနေတဲ့အကြောင်းအရာကအတည်ပြုပြဋ္ဌာန်းလိုက်ပြီးဖြစ်တဲ့အမျိုးသားပညာရေးဥပဒေကောင်းကျိုးစိုးဖြစ်တွေကိုကျွန်တော်တို့ဆွေးနွေးနေကြတာဖြစ်ပါတယ်ဒီကနေ့ဒီပိတ်နဲ့ပတ်သက်ပြီးတပွဲလုံးကိုခြုံပြီးတော့ကာတွန်းနဲ့ရေးဆွဲသရုပ်ဖော်မဲ့ကာတွန်းစိုးတော်တာဖြစ်ပါတယ်ခုနဆရာမမေးဥပဒေဟာပြင်လွယ်ပြောင်းလဲဖြစ်တင်သလားနှစ်ကနီးပြတွေခန့်တဲ့ကိစ္စပါမောက္ခချုပ်တွေကတော်လို့ခံတာလားမဟုတ်အစိုးရခံတာအဲ့တော့မိကုန်းတစ်ခုရှိတာကျမအတွေ့အကြုံရကတော့ဥပဒေဆိုတာကဒီတရုတ်ပြည်မှာရောအင်ဒိုနီးရှားမှာပေါ့နောက်ကျမ bureaucrat မဟုတ်ဘူးကျမ actually အုပ်ချုပ်ခဲ့တာဒီပညာရေးကဏ္ဍအောင်ဆိုတော့အဲ့ဒီမှာကြည့်မယ်ဆိုလို့ရှိရင်အတိုင်းအတာတစ်ခုအထိကတော့ flexible ထားတယ်။ဘာကြောင့်လို့ဆိုရင်တိတ်ပြီး detail တွေတိတ်အသေးစိတ်အနုစိတ်ပါသွားရင်ဟိုနှစ်တိုင်းပြန်ပြောင်းနေရလိမ့်မယ်။ဒုတိယမိကုန်းကိုဖြေတာအဲ့ဒါပဲချက်ချင်းအခုအချိန်မှာဘ ਹੁ ချုပ်ကင်မှုရှော့ချလိုက်တယ်ဆိုပါစို့အရင်အာနာရှင်စနစ်ကစနစ်တွေလူတွေပါမောက္ခချုပ်တွေပါမောက္ခတွေဂတိကအစနောက်ပြီးခြားစားတာတွေကအစအားလုံးဒီအတိုင်းပဲပေါက်သွားလိမ့်မယ်အဲ့တော့ကျွန်မပြောမယ်ဒီပညာရေးဥပဒေကမနှက်ဖြန်တဲ့ဘက်ခါဒီတိုင်းပဲကျောင်းသားအများတောင်းစလို့လုံးဝတက္ကသိုလ်တွေကိုလုံးဝလွှတ်ပေးလိုက်တယ်ဆိုပါစို့မြစ်ကြီးနားတို့ပခုတ်ကူတို့ကျိုင်းတုံတော့ဆရာကြီးဆရာမတွေအလုံးထွက်ရင်ထွက်မယ်မထွက်ရင်လည်းဆန္ဒပြလိမ့်မယ်။ဘာကြောင့်လို့ဆိုသူတို့ကိုစခန့်ကြတဲ့ဟိုကပွင့်လင်းမြင်သာစွာနဲ့ခန့်ထားတာမဟုတ်ဘူးဒီ transfer တွေနေရာပြောင်းရွှေ့ခန့်ရင်ရာထူးထောက်ပြတဲ့အချက်ကိုရာထူးတိုးခြင်းလဲဒီတိုင်းပဲကျောင်းသားတွေတောင်းဆိုတဲ့အတိုင်းတက္ကသိုလ်တွေကိုလုံးဝဖွင့်ပေးလိုက်ရင်ခုနဆရာမတွေကဆန္ဒပြခြင်းပြမယ်အလုတ်ထွက်ခြင်းဟုတ်သွားတယ်ကျမတို့ကတော့အဲ့လိုမယူဆဘူးရှင်ဥပမာကျမတို့ယူဆတာကတော့ခုနတက္ကသိုလ်တွေကျောင်းနေမှာကျောင်းတက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့တွေရှိဖို့လိုတယ်ဆိုတော့ကျမတို့ကပြောတာပွင့်လင်းမြင်သာမှုရှိတဲ့ပုံစံမျိုးနဲ့ဒီအုပ်ချုပ်ရေးအဖွဲ့တွေရှိလာရင်ခုနပြောတဲ့ပြဿနာတွေကဖြစ်ပေါ်လာမှာမဟုတ်ဘူးအငင်းပွားချက်ကပါအငင်းပွားချက်ကပါသမီးအင်မတန်ကောင်းသောပါချုပ်ကိုသမီးတို့ရွေးတယ်ဆိုတော့သမီးတက္ကသိုလ်မှာဟိုတက္ကသိုလ်ကလည်းဒါမဲ့ပြောင်းမှုနေရာတွေကရှိကြမှာရှိမှာလေနေရာရွှေ့ပြောင်းမှုဆိုတာကလည်းအချင်းချင်းဒီတိုင်းညှိနှိုင်းပြီးရွှေ့ပြောင်းလို့မရဘူး။ဘာလို့ရန်ကုန်ကလူတွေကသွားကြမှာမဟုတ်ဘူး။မသွားကြရင်နေရာမရှိဘူးသမီး။ကျွန်တော်တို့ခဏလေးပါခဏလေးပါ။ကျွန်တော်တို့ရန်ကုန်တက္ကသိုလ်တို့မန္တလေးတက္ကသိုလ်တို့ရှိစဉ်တုန်းကမန္တလေးတက္ကသိုလ်ရဲ့ကျောင်းဆရာမန္တလေးတက္ကသိုလ်ကဒါရိုက်ခန့်ရန်ကုန်တက္ကသိုလ်ကလည်းရန်ကုန်တက္ကသိုလ်ကဒါရိုက်ခန့်ဟုတ်တယ်။တစ်ခုနဲ့တစ်ခုကတော့ competition ရှိတယ်။မန္တလေးတက္ကသိုလ်ကပါမောက္ခရန်ကုန်တက္ကသိုလ်မှာပါမောက္ခဖြစ်ချင်တယ်။ဖြစ်ချင်သူအများအားတိုးစားနေရတယ်။အဲ့တော့တက္ကသိုလ်တစ်ခုကတိကျလုတ်ပိုင်ခွင့်တိကျခန့်ပိုင်ခွင့်ရှိတဲ့အတွက်ကြောင့်သူကတယောက်နဲ့တယောက်ကပြိုင်ဆိုင်မှုတွေရှိလာတယ်ဆရာနဲ့တယောက်ကအခုကရန်ကုန်မန်းလေးနှစ်ကျောင်းနဲ့မဟုတ်တော့ဘူးဆရာမိုင်းပြောတဲ့ချက်ကိုစောင့်ပြနေတယ်ဘောကတော့ဆရာတယောက်နဲ့ပြိုင်ဆိုင်မယ်တက္ကသိုလ်တစ်ခုနဲ့တစ်ခုပြိုင်ဆိုင်မယ်တိုးတက်လာမှာတိုးတော့တကယ်ဒီလိုချက်ချင်းပြောင်းတဲ့အချိန်မှာတော့ transitional period ဆိုတာလေးတစ်ခုတော့ထားပြီးတော့အဲ့ဒါလေးတော့လုပ်ရမယ်ရေရှည်ရည်မှန်းချက်စီတိကျလွတ်လပ်တဲ့တက္ကသိုလ်တွေဖြစ်သွားပြီးတော့တက္ကသိုလ်ဝန်ထမ်းကြီးအစိုးရဝန်ထမ်းမဟုတ်ဘူးဟုတ်တယ်သဘောတူတယ်ဆရာရေရှည်အတွက်အဲ့လိုဖြစ်ရကျေးဇူးတင်ပါတယ်ဆရာဒီကဆရာရှိတယ်နိုင်ငံတိုင်းမှာပညာရေးလုပ်ငန်းပညာရေးမူဝါဒနဲ့ education system စနစ်ကိုလို့ရတာအစိုးရတိုင်းမှာအခက်အခဲဆုံးပဲဖြစ်ပါတယ်ပညာရေးစီမံကိန်းကိုဆွဲတဲ့အခါတနည်းကတော့ဘာလဲဆိုတော့ wise old man method ပညာရှိပုဂ္ဂိုလ်ဟောင်းများကိုအသုံးပြုခြင်းကောင်းပါတယ်ဒါတော့ဘာဖြစ်လဲဆိုတော့သူတို့ကအတိတ်ကသူတို့ရဲ့မဖြစ်ခဲ့တဲ့ဥစ္စာတွေကိုဖာထေးတဲ့ပညာရေးပြည့်တဲ့တော့ကြောင့်သူတို့ဖော်တဲ့စီဟာပြီးတာနဲ့တပြိုင်နက်ခစ်မမီတော့ out of date ဖြစ်တယ်ဘာတုံးရမလဲဒီ future oriented scenario နဲ့နော်ဆွဲတဲ့ဥစ္စာကိုတုံးရမယ်နှစ်20မှာဒီနိုင်ငံမှာကနိုင်ငံကြီးဘယ်လိုနေမလဲလူမှုရေးဘယ်လိုနေမလဲစီးပွားရေးဘယ်လိုနေမလဲယဉ်ကျေးမှုဘယ်လိုနေမလဲစသည်အားဖြင့်အဲ့ဒီ scenario ကိုကြည့်ပြီးတော့သူတို့အားလုံးကနေပြီးတော့ questionnaire တွေကိုထုတ်ပြီးတော့အဲ့ဒါကိုရေးရတယ်အနာဂတ်မှာကဘယ်လိုရှိမယ်ဆိုတော့စာရေးရတယ်ပြီးမှအဲ့ဒါကိုပြန်ပြီးတော့ပေါင်းရတယ်ပေါင်းပြီးမှအကုန်လုံးကနေပြန်ကြည့်ရတယ်3ခါ4ခါလောက်စီစစ်ပြီးမှအဲ့လိုလုပ်လို့ရှင် future oriented education system ဖြစ်သွားတယ်ကျေးဇူးတင်ပါတယ်ခုလိုဖြစ်လာ future ကျွန်မ
ဒီနေ့မှာတစ်ချက်ပဲထည့်ပြီးတော့ပြောချင်တာ future oriented education ဖြစ်ဖို့အတွက်ကိုကျမတို့တစ်ဆိုင်မှတ်တောင်းဆိုပါတယ်ကျမတို့ National Education Law မှာအခမဲ့အလယ်တန်းပညာရေးကိုထည့်ပေးပါဆိုပြီးတော့ကျမတို့တောင်းဆိုပါတယ်။ဘာကြောင့်လဲဆိုတော့ကျမတို့ကမကြခင်လာပြီး AEC ASEAN Economic Community မှာကျမတို့ကပါဝင်ရှင်ပြိုင်နိုင်ဖို့ဆိုရင်ကျမတို့ကလေးတွေပေါ့ဗျာကျမတို့သူတို့အတွက်ပညာရေးအတွက်ဘယ်လောက်သုံးသလဲအဲ့ဒါအင်မတန်အရေးကြီးတယ်။ဘယ်လောက်ထိသူတို့နိုင်ငံတော်ကပေးမလဲဆိုတော့ကျမတို့ဒီအမျိုးသားပညာရေးဥပဒေမှာနိုင်ငံတော်ကအခမဲ့မူလတန်းပညာရေးကိုပေးလျင်တာဝန်ယူတယ်ဆိုတော့ guarantee ပေးတဲ့အချက်မပါဘူး။မူလတန်းပညာရေးတောင်သူကလုံးဝပေးမှာမဟုတ်ဘူး။ OTV ကောင်းတဲ့ပုံပဲအဲ့ဒီအတွက်တာဝန်ရှိတဲ့လူကမိဘနဲ့ရက်ရွာပေါ့နော်ရက်ရွာအဖွဲ့အစည်းတွေတာဝန်လို့ပြောတယ်နိုင်ငံတော်ကတခြားသောနိုင်ငံတွေက education law တွေလိုမျိုးကျွန်တော်တို့နိုင်ငံတော်ဒီအခမဲ့အလယ်တန်းပညာရေးကိုတာဝန်ယူပါသည်အခမဲ့အထက်တန်းပညာရေးကိုတာဝန်ယူပါတယ်ဆိုတဲ့အာမခံချက်အစိုးရရဲ့အခမဲ့ပညာရေးပေါ်အာမခံချက်ကိုကျမတို့မတွေ့ရတာကျမတို့တိုင်းပြည်နောင်ရေးအတွက်အမတန်ကိုကျမတို့ဒါဟိုတော်တော်လေးကိုရင်လေးရတဲ့အချက်ပါပဲလားဒီမှာဆရာမကြီးကမတိကျတဲ့သဘောဖြစ်သွားတော့ဥပဒေရဲ့မတိကျတဲ့ဖွင့်ဆိုရဖြစ်ပါဆရာကြီးပြောပါ professionalism ကိုထိတ်ကိုမတင်ရင်သွားပြီးအောက်ကိုပြီးပြီဒါတူတူလေးနံပါတ်1နံပါတ်2ဘာဖြစ်လို့အခုလိုခင်ဗျားတို့ problem တွေဖြစ်နေလဲဆရာမကြီးနဲ့ဆရာမကြီးကသူ့ဘာနဲ့သူဟုတ်တာဒေါက်တာညီလိုသိရင်လည်းဟုတ်လာပဲဗျဒီဆရာမလေးကလည်းဟုတ်လာဗျဘာလို့အဲ့လိုဖြစ်နေလဲဆရာ philosophy gap ကကြီးတယ်ခင်ဗျား philosophy နဲ့သူ philosophy ဘာမှဆိုင်တခြားစီပဲခင်ဗျားဘာစဉ်းစားလဲခင်ဗျား pure democracy ကိုစဉ်းစားတယ်ဟုတ်လားမဟုတ်လားစဉ်းစားခင်ဗျာ democracy ဆိုဒီလိုခင်ဗျာစဉ်းစားဆရာမကြီးက face democracy စဉ်းစားတယ် face by face ဆိုတော့အဲ့ gap ကိုဘယ်လိုပြင်မလဲကျွန်တော် philosophy တခြားစီကျွန်တော်လည်းကွာသေးတယ်ကျွန်တော်ကြောက်တတ်တယ်အပွင့်လည်းမပြောကြဘူးပေါ့နော်အဲ့တော့ကျွန်တော်ကြောက်တတ်လို့ bureaucrat ဖြစ်တယ်လေဒါရှင်းပြောရလို့အဲ့တော့ကြောက်တတ်တဲ့ကောင်နဲ့တိတ်မဖြစ်ဘူးဒါအောင်လည်းကျွန်တော်တက်လှလောက်ရှောင်ပါတယ်ကျုပ်မခေါ်နဲ့ကျေးဇူးတင်ပါတယ်ဆရာကျုပ်ကတိတ်မပြောရဘူးဒါရှင်းမသိလို့လားဆရာသိတာဟုတ်ဗျာအဖိုးကြီး90ကျော်ကြီးအကုန်သိပါတယ်အကုန်တော့မဟုတ်ဘူးအများကြီးသိတာမပြောရတာပါပဲနံပါတ်3အရေးကြီးဆုံးတစ်ချက်ရန်ကုန်တက္ကသိုလ်မှာပုံစံမဝင်ခင်မို့16နှစ်လုပ်ခဲ့ပါတယ် lecturer ဘဝနဲ့88တုန်းကကျွန်မထွက်သွားတယ်အဲ့တော့ bureaucrat မဟုတ်တာအပြင်မှာကိုယ့်အကိုရုန်းကန်ငယ်ရလို့ပေါ့လေဆရာပြောတယ်ကျွန်မနဲ့ဒီသမီးနဲ့ပေါ့လေဖြိုးနဲ့ဟိုအမြင်ချင်းကွာတယ်ဆိုကျွန်မအနေနဲ့အဲ့လိုအမြင်ချင်းမကွာဘူးလို့မြင်တယ်ကျမအဲ့ဒီအမြင်ကိုဆရာတို့ပြောတဲ့အမြင်သမီးတို့ပြောတဲ့အမြင်ကိုကျမလည်း dream ရှိပါတယ်ကျမအဲ့လိုဖြစ်စေချင်တယ်သို့တော်လည်းပဲဒီနိုင်ငံကစနစ်တွေဟာအဲ့လိုချက်ချင်း convert လုပ်ရင်ဒုက္ခရောက်ကုန်မှာဆိုတာကျမတို့မြင်လို့ပညာရှင်တွေအနေနဲ့ကျမတယောက်တည်းမဟုတ်ပါဘူးဒါကြတော့တခြားကျမထက်ဝါရင့်တဲ့ပညာရှင်တွေတကယ်ဒီကြီးတွေပါဒီကျမတို့အသွင်ကူးပြောင်းရေးကာလတစ်ခုကိုရှိရမယ်ဆိုတာကျမတို့ယုံကြည်လို့ပါနောက်အနှစ်ဘယ်လောက်စောင့်အောင်လဲဆိုရင်မဟုတ်ဘူးကျမဖြစ်ချင်တာဒီလိုလေမဟုတ်ဘူးအသင်ကူးပြောင်းရေးကာလဆိုပညာရေးကိုပဲကျမပြောတာနော်မဖြစ်ပြောင်းဖြစ်ပါဘူးပေးသက်ပေးပါမယ်လှည့်ပေးပါမယ်ဟုတ်ခုနပညာရေးဥပဒေမှာခုနအသွင်ကူးပြောင်းရေးအနေအထားပုံစံတစ်ခု transition အနေအထားပုံစံတစ်ခုသွားဖို့အဲ့ဒီအလှော်ကကျွန်တော်နည်းနည်းပြဿနာရှိနေတယ်ဆိုတော့ကျွန်တော်တို့တိုင်းပြည်မှာဖြစ်လေဖြစ်တာရှိတဲ့ကိစ္စဥပမာအဲ့ဒါကအလှော်တစ်ခုကိုဖန်တီးပေးလိုက်တယ်လို့ဖြစ်သွားတယ်အဲ့ဒီမှာဘယ်သူတွေပါဝင်မလဲဆိုတဲ့ပြဿနာတွေအဲ့ဒီကနေပြီးတော့ပဲကျွန်တော်တို့ထပ်ပြီးတော့ဟိုတိထက်ပိုဆိုးတဲ့အရင်ပုံစံထက်ပိုဆိုးတဲ့ပုံစံမျိုးတွေပေါ်လာနိုင်တာမျိုးတွေဒါဗဟိုချုပ်ကင်မှုကိုသူ့ကိုပေးလိုက်တဲ့အပေါ်မှာမူတည်ပြီးတော့ပြဿနာတွေနောက်ဆက်တွဲအခုဆရာမကြီးတို့ကပြဿနာမဖြစ်အောင်လုပ်တယ်လို့ဆိုမှကျမတို့ပြဿနာတက်နေပြီအော်နောက်တစ်ခုကဟိုကျမစဉ်းစားတာပေါ့နော်အဲ့တော့ခုနကပြောတဲ့ဒီတက္ကသိုလ်တွေကျောင်းတွေကိုအဓိကဥပဒေထဲမှာပါတဲ့နာကျွန်တော်တက္ကသိုလ်တွေကျောင်းတွေကိုဒီတကယ်ကိုလွတ်လပ်စွာစီမံခန့်ခွဲပိုင်ခွင့်ကျွန်တော်ကခုန capacity ဆိုတဲ့နေရာမှာလဲကျွန်တော်လုတ်ခွင့်မရလို့ capacity မရတာလက်ရှိပါကျုပ်တွေမှာကဟိုအရင်ပုံစံအတိုင်းဆက်ပြီးတော့ဟိုဒါသူတို့မှာတစ်ချိန်လုံးချုပ်ကင်ခံထားရတယ်ဟိုကျမတို့မှာအဓိကအောက်ခြေကဒီကျောင်းထဲမှာဖြစ်နေတဲ့ကိစ္စတွေကိုပဲကိုယ်ပိုင်စဉ်းစားဆုံးဖြတ်ပြီးတော့ဖြေရှင်းရမလားဒါမှမဟုတ်လို့ရှိရင်အထက်ကဆိုတာပညာရေးဝန်ကြီးဌာနကလားအစိုးရကလားဒါမှမဟုတ်ဘယ်ကလဲဆိုတာမျိုးတွေချုပ်ကင်မှုကိုပဲဖြေရှင်းရမလားအဲ့ဘယ်လိုဖြေရှင်းရမှန်းမသိတဲ့ကိစ္စတွေကြားထဲမှာဒီပါကျုပ်တွေအကုန်လုံးကဟိုဒီစနစ်ပေါ်မှာအသားကျလာတယ်အဲ့လူတွေမဟုတ်ဘဲနဲ့ခြားအစားထိုးနိုင်တဲ့လူတွေအများကြီးရှိတယ်ကျွန်တော်နိုင်ငံအဲ့လောက်ထိဟိုအရေးချင်းမပြေဝရဆရာတွေရှိနေမှာမဟုတ်ကျွန်တော်မှာအရေးချင်းပြေဝရဆရာတွေအများကြီးရှိတယ်အဲ့ဒါကိုကျွန်တော်တို့ကျေးဇူးတင်ပါတယ်ဟုတ်ပေးသက်ထရလည်းဝင်ဆွေးနွေးရလို့ရှိတယ်ကျွန်တော်တို့နိုင်ငံသားတွေကျွန်တော်တို့နိုင်ငံကပြည်သူတွေနောက်သူတို့ဒီတက္ကသိုလ်တွေပေါ်ကိုယုံကြည်မှုနည်းနေသလားလို့ကျွန်တော်ထင်ပါတယ်တော့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကဟိုနီလန်းတွေရှိတယ်ဗျတက္ကသိုလ်တွေကို democratic စံနှုန်းရသူ
တက်လို့အတီးတယ်ကျွန်တော်တို့ကျောင်းသားသမဂ္ဂတွေလုပ်တယ်လို့ပေါ့ကျွန်တော်အခုဘာကသားရပါလဲဆိုတော့ကျောင်းသားသမဂ္ဂတွေကတက်ဆိုင်ရာသမဂ္ဂတွေကသူ့မှာသူရွေးကောက်ပွဲလုပ်တယ်သူတို့ခေါင်းဆောင်တွေသူတို့ရွေးချယ်အဲ့ဒီခေါင်းဆောင်တွေကစုပေါင်းပြီး network တွေဖွဲ့ပြီးတဲ့အခါကျတော့နိုင်ငံလုံးဆိုင်ရာအဆင့်ဒီဥဆောင်မှုတစ်ခုကိုသူတို့ရှာဖွေတယ်သူတို့ကိုယ်တိုင်သူတို့လုပ်ခဲ့တဲ့အတွက်အခုချိန်တွေမှာကျောင်းသားတွေရဲ့အကျိုးအတွက်ကိုသူတို့ကိုယ်တိုင်ရပ်တည်လာနိုင်တယ်ကျွန်တော်အမျိုးသားပညာရေးဥပဒေဆိုတာကျွန်တော်နားလည်ထားတာကမာသာလောရဲ့အဓိပ္ပာယ်နားလည်မှုကျွန်တော်နားလည်မှုတော့မှားကောင်းပါမယ်ပြည်သူနဲ့အစိုးရဘာလုပ်မလဲဆိုတဲ့ဗြေညင်ပဲဖြစ်လိမ့်မယ်နောက်ဆက်တွဲဆွမ်းနာအသေးစိတ်တွေကနေဥပဒေတွေမှာဖြစ်လိမ့်မယ်ကျေးဇူးတင်ပါဆရာမ တခုရှိတယ်ဟိုသမီးတို့သားတို့ပြောတာမှန်ပါတယ်ဟိုယုံကြည်မှုနည်းသလိုဖြစ်နေတာပေါ့နော်သို့တော်လည်းပဲနည်းနည်းလေးထည့်စဉ်းစားပြီးပါဦးဘာလို့ဆရာမတစ်ချိန်တည်းမှာပဲကိုကတိုင်းရင်းသူဆိုတော့တိုင်းရင်းသားဒေသတွေမှာအရန်အားနေတယ်ရန်ကုန်နဲ့မန္တလေးကတော့သူတို့ပြောသလိုဖြစ်နိုင်တာပေါ့တချို့ကျောင်းနေကြတော့အင်မတန်အားနေတယ်လို့ပြောတာအထင်သေးတာအထင်ကြီးတာမဟုတ်ဘူးဒါလက်တွေ့ပါပဲတွားကြည့်ကြပါနော်တချို့ကျောင်းနေကျွန်မရောက်ပြီးပဲ capacity နည်းတာအမှန်ပဲဒါပေးတဲ့ဝင်ဆွေးနွေးဖို့ရှိပါတယ်ကိုလိုဒီအစိုးရကမြန်မာနိုင်ငံကိုလွတ်လပ်ရေးပြီးခါနီးတိုင်းရင်းသားတွေမပြီးတင်သေးဘူးတဲ့ capacity မရှိသေးဘူးလို့ပြောပါတယ်တကယ်တော့အတူတူရမှာပါလွတ်လပ်ရေးရပြီးမှပဲကျွန်တော်တို့ချီတက်ရမယ်ဥတီရလက်မလန်ချောင်းကပုံစံတဲ့ဖြစ်ပြီးအဲ့ဒီကနေချီလှန်ဆလှန်ရမှာပါအရင်တုန်းကကိုလိုနီကိုတဝက်တစ်ပြက်ပဲပြီးဗမာတွေပဲပြီးတိုင်းသားတွေခြံထားလို့မရပါဘူးအဲ့ဒါလေးကကျွန်တော်တို့ရဲ့ဒီမြေသားဥပဒေဟာအများကြီးခင်ရှားတဲ့အရာလေးဘာဖြစ်လို့လဲဆိုမတန်ဆွမ်းတွေနဲ့ပတ်သက်ပြီး inclusive education ပြောနေတာအဓိကargument ကအစင်မတင်သေးဘူးတဲ့ဆိုတော့အဲ့ဒါဘလုံးကမှားတယ်ဆိုတာလေးကိုအမျိုးသားပညာရေးဥပဒေမှာ inclusive education မပါဘဲနဲ့ special education အဲ့ဒါမတန်ဆွမ်းရှုတော့နဲ့ပြောမယ်ဆိုလို့ရှိရင်ဒီဥပဒေမရှိတာပိုခေါင်းတယ်မတန်ဆွမ်းတွေအတွက်ကျေးဇူးတင်ပါတယ် Thank you ကျွန်မအရိယာပြောချင်နေတယ်အတော်ပဲအမြင့်ချေတို့ចောင်းသားဘက်ကကြည့်မယ်ဆိုလို့ရှိရင်တော့ဟိုចောင်းသားတွေကဟိုချက်ချင်းပြောင်းလဲသွားတာမျိုးဆိုလဲလက်မခံနိုင်ဘူးပေါ့နော်ဒါပေမဲ့လည်းဟိုမဖြိုးဖြိုးအောင်ကကြတော့ပြောတာက तू ကချက်ချင်းပြောင်းလဲလိုက်မယ်လို့ဆိုတာမျိုးမဟုတ်ဘဲနဲ့ဟိုမဖြိုးဖြိုးအောင်ပြောတဲ့တဘောကဟိုဒီလို transition period ကိုအဲ့ဒီဥပဒေကိုရေးဆွဲနေတဲ့အခါမှာလေသူတို့ကလည်း voice တစ်ခုအတန်တစ်ခုရှိနေတယ်ဆိုတဲ့သဘောပဲဆိုတော့လေအရင်ကွဲခြားနေရမျိုးမဟုတ်ဘဲနဲ့အဲ့ဒီလိုမျိုးဟိုပြောတဲ့အခါမှာဆရာမဟိုចောင်းသားတွေဘက်ကလည်းတစ်ခါတော့ voice လေးရှိခြင်းနဲ့သူတို့ဘက်ကပြောပြီးသွားလို့ရှိရင်လည်းဆရာမတို့ရဲ့ပြောအဲ့လိုအကောင်လုံးက voice ရှိခြင်းကြတာပဲလေတယောက်နဲ့အကောင်ကိုယ့်ရဲ့ opinion ကိုပြောခြင်းကြတာပဲဆိုတော့အကယ်၍ဥပဒေကနောက်ဆုံးမှာအားလုံးပေါင်းစုပြီးတော့ပြောပြတဲ့အခါမှာဥပဒေကနောက်ဆုံးမှာဟိုဆရာမတော်ရင်တွေပြောတဲ့ဥပဒေမျိုးလည်းထွက်လာမှာပဲအခုကအတိကကတော့ voice တစ်ခုရှိဖို့ပေါ့နော်ပြောနိုင်ခွင့်ရဖို့ပေါ့နော်ကျွန်တော်တို့အပြင်ပနေပါဝင်ဆွေးနွေးထားတဲ့ဆရာကြီးဂုဏ်ဦးသိန်းနိုင်ရဲ့ဆွေးနွေးချက်ကိုကျွန်တော်နားဆင်ကြည့်ပါဦးကျွန်တော်နာမည်ကအများကဂုဏ်တူသိမ့်နိုင်လို့ခေါ်ကြပါတယ်အခုလက်တွေ့အမျိုးသားပညာရေးဥပဒေဟာကျွန်တော်တို့ပြည်ထောင်စုမြန်မာနိုင်ငံတော်ပညာရေးအသစ်တော်ပညာရေးအတွက်အဟောင်းသောပညာရေးတွေကိုကျွန်တော်တို့ကြောခိုင်းရမှာအမှန်ပါဘာကြောင့်လဲဆိုမကောင်းလို့ပါဒီလိုဆိုရင်အသစ်သောဥပဒေဒီအမျိုးသားပညာရေးဥပဒေဟာဘယ်လောက်လက်တွေ့ကြသလဲအဲ့ဒါကိုအရှိအကျယ်ငြိမ်းမွယ်မိကိုမဆုံးတော့မပြောလို့ပါဘူးဒါပေမဲ့အချင်းချုပ်တစ်ခုနဲ့ပဲပြောစရာရှိပါတယ်ဘယ်လောက်အံဝင်လဲခွင်ကြတယ်လဲဆိုရင်များစွာအလံဝေးနေသေးတယ်လို့ထင်ပါတယ်အဲ့ဒါလက်တွေ့ကြနိုင်လေးကောင်းလေးပါဘယ်ပုံမှဘယ်တရားဘယ်အခန်းဘယ်ကဏ္ဍဆိုတာတော့ခြုံငုံသုံးသပ်ပြီးတော့ပဲပြောလို့ရပါတယ်ကျွန်တော်တို့ကိုယ်တိုင်1955 60ပေါ့ဗျာအဲ့ဒီမန္တလေးတက္ကသိုလ်မှာနေခဲ့ပါတယ်အဲ့ဒီချိန်မှာရန်ကုန်တက္ကသိုလ်ကလည်းတကယ်အရှိတောင်အာရှမှာအကျော်ကြားဆုံးတက္ကသိုလ်အဲ့ဒီတက္ကသိုလ်ကြီးဘာကြောင့်အဲ့လိုဖြစ်တယ်လဲကြည်ပါဘ ဟိုချုပ်ကင်မှုလုံးဝမရှိပါဘူးတနည်းပြောရင်ချုပ်ကင်ထားတာမရှိဘူးကျိုးကင်ထားတာမရှိဘူးကျိုးနီစနစ်မရှိဘူးအာဏာစနစ်မရှိဘူးအဲ့တော့ဒီမိုကရေစီအပြည့်နဲ့ကိုကြောင်းကိုကံကိုအဲ့ဒါကောင်းငင်ရန်တို့တိုက်အောင်မြန်မာနိုင်သမျှမြန်မာအောင်ဆောင်ရွက်နေကြတာမျိုးဖြစ်ပါတယ်ဒါကြောင့်ဘ ဟိုချုပ်ကင်မှု
မရှိလေးလေးကောင်းလေးလေးပါ